relative clause အကြောင်းကိုအင်္ဂလိပ်စာလေ့လာနေသူတိုင်းသိထားသင့်ပါတယ် relative clause ဆိုတာ main sentence ပင်မဝကြကြီးကိုမိခိုးပြီးတော့ကပ်ပါနေတဲ့ဝကြပိုင်းဖြစ်ပါတယ် main sentence မှာ subject နဲ့ verb ရှိတယ်လို့ပဲ relative clause မှာလည်း subject နဲ့ verb ရှိပါတယ် relative clause တွေဟာသူတို့အထူးပြုရမယ့် noun တွေအကြောင်းအရာတွေရဲ့နောက်ကလျက်မှာနေရာယူလေ့ရှိပါတယ် relative clause တွေဖြစ်လာဖို့အတွက် relative pronoun သို့မဟုတ် relative adverb တွေလိုအပ်ပါတယ် relative pronoun ၅လုံးရှိပါတယ် who whom whose which that relative adverb ၃လုံးရှိပါတယ် why where when ဒါကြောင့်မလို့စုစုပေါင်း၈လုံးရှိတယ်လို့မှတ်ယူရမှာဖြစ်ပါတယ် number 1 who ကိုလူပုဂ္ဂိုလ် subject အတွက်သုံးတယ်လူပုဂ္ဂိုလ် object အတွက်သုံးလို့လည်းရတယ်ဒါပေမဲ့ spoken English မှာပဲသုံးတယ် The woman is friendly. The woman lives next door. Relative clause မှာရှိတဲ့ the woman ဟာ subject အနေနဲ့ရပ်တည်တယ်။ဒါကြောင့်မလို့ who နဲ့ဆက်ရမယ်။ relative pronoun တွေဟာသူတို့အထူးပြုပေးရမယ်။ noun တွေရဲ့နောက်ကလျက်မှာနေတယ်လို့ပြောခဲ့တယ်နော်။ဒါကြောင့်မလို့ who ကလည်း the woman ရဲ့နောက်ကလျက်မှာနေရမယ်။ The woman who lives next door is friendly. Number 2 whom ကိုလူပုဂ္ဂိုလ် object အတွက်အသုံးပြုတယ် The chef makes delicious food. I learned cooking from the chef. ဘသူကသင်ယူတာလဲကျွန်တော်ကသင်ယူတာ I က subject ဘသူစီကသင်တာလဲစဖိုမှုစီကသင်တာ The chef က object ဒါကြောင့်မလို့ whom နဲ့ဆက်မယ် The chef whom I learned cooking from makes delicious food. Number 3 whoseလူတွေတရိတ်ဆန်တွေအရာဝတ္ထုပစ္စည်းတွေရဲ့ပိုင်ဆိုင်ခြင်းကိုပြဖို့အတွက် whose ကိုသုံးလို့ရတယ် The singer is performing tonight. Her songs are popular. အဆိုတော်ကဒီညဖျော်ပြမယ်။သူမရဲ့သချင်းတွေကရေပန်းစားတယ်။ပိုင်ဆိုင်ခြင်းကိုပြတာဖြစ်တဲ့အတွက် whose နဲ့ဆက်မယ်။ The singer whose songs are popular is performing tonight. Number 4 which The computer is broken. We used the computer for our project. The computer which we used for our project is broken. ဒီနေရာမှာတစ်ခုထပ်ပြီးတော့ပြောပြချင်တာလေးရှိပါတယ် Relative clause မှာရှိတဲ့ the computer က subject လား object လား subject က we computer object ဖြစ်တယ်ဒါဆိုရင် which က object အတွက်အသုံးပြုထားတာပေါ့အဲ့ဒီလို which ကို object အတွက်အသုံးပြုထားတယ်ဆိုလို့ရှိရင်ဖြုတ်ခဲ့လို့လည်းရတယ် The computer we used for our project is broken အဲ့ဒီလိုရေးရင်လည်းမှန်ပါတယ် Dishes are popular in Spain. Those dishes include seafood. Dishes which include seafood are popular in Spain. Relative clause မှာရှိတဲ့ those dishes ကိုကြည့်လိုက်ပါဦးသူက subject လား object လား subject ဖြစ်တယ် seafood က object ဖြစ်တယ်ဒါဆိုရင် which က subject အတွက်အသုံးပြုထားတာပေါ့ subject အတွက်အသုံးပြုထားတယ်ဆိုလို့ရှိရင်အဲ့ဒီကို which ကိုမဖြစ်မနေထည့်ရမယ် Number 5 that လူပုဂ္ဂိုလ်တရိတ်ဆန်အရာဝတ္ထုသုံးမျိုးစလုံးအတွက်အသုံးပြုလို့ရတာမလို့အရန်သုံးဝင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့တတိထားရမှာကလူပုဂ္ဂိုလ်အတွက်သုံးနေဆိုရင်အရက်စကားဆန်သွားပါတယ် The movie was unpredictable. I saw the movie yesterday. Relative clause မှာထပ်နေတာက the movie. The movie ကအရာဝတ္ထုဖြစ်တဲ့အတွက် that နဲ့ဆက်မယ် The movie that I saw yesterday was unpredictable. ကျွန်တော်မနေ့ကကြည့်ခဲ့တဲ့ရုပ်ရှင်ကကြိုမှန်းလို့မရအောင်စိတ်ဝင်စားစရာကောင်းနေ Relative clause မှာရှိတဲ့ the movie ကိုကြည့်လိုက်ပါဦးသူက subject လား object လား The movie က object ဒါဆိုရင် that က object အတွက်သုံးထားတာပေါ့ object အတွက်သုံးထားတယ်ဆိုရင်ဖြုတ်ခဲ့လို့လည်းရတယ်ဒါကြောင့်မလို့ The movie I saw yesterday was unpredictable အဲ့ဒီလိုရေးရင်လည်းမှန်ပါတယ် which နဲ့ that ကို interchange လုပ်ပြီးတော့သုံးလို့ရလားဆိုတဲ့ကိစ္စက defining clause non-defining clause နဲ့သက်ဆိုင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ရှင်းပြပေးမယ်နော် Number 6 when အချိန်အတွက်သုံးနေ The day was hectic We moved our house on the day
အချိန်ဆိုတော့ when နဲ့ဆက်မယ် The day when we moved our house was hectic ကျွန်တော်တို့အိမ်ပြောင်းတဲ့နေ့ကမဟာတရားအလုပ်များခဲ့ကြတယ် Number 7 where နေရာအတွက်အသုံးပြုတယ် The restaurant is around here I lost my phone at the restaurant နေရာဆိုတော့ where နဲ့ဆက်မယ် The restaurant where I lost my phone is around here ကျွန်တော်ဖုန်းပြုတ်သွားတဲ့စားတောက်ဆိုင်ကဒီနားလေးမှာပဲ Number 8 why အကြောင်းပြချက်အတွက်အသုံးပြုတယ် The main reason was the low pay အထူးကအကြောင်းပြချက်ကတော့လစာနည်းလို့ပဲ He quit his job သူအလုပ်ထွက်လိုက်တယ်အကြောင်းပြချက်ဆိုတော့ why နဲ့ဆက်မယ် The main reason why he quit his job was the low pay Number 1 The man dash you gave the letter is my uncle ခမည်းစာပေးလိုက်တဲ့အမျိုးသားကကျွန်တော်ရဲ့ဦးလေးလေး Number 2 Draw a circle dash radius is 2 cm အချင်းဝက်2 cm ရှိတဲ့စက်ဝိုင်းတစ်ခုကိုဆွဲပါ Number 3 He is the police officer dash saved your life ခမည်းရဲ့အသက်ကိုကယ်လိုက်တဲ့ရဲအရာရှိကသူပဲလी ทีมလေးကို comment မှာရေးခဲ့ပြီးနော် See you next time bye bye